လာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ဒီတက်ကပေါ့ခင်ဗျာကျွန်တော်တို့ပတ်စံအော်တိုချေနေပေါ့ခင်ဗျာဘယ်လိုပိတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်စီကိုလည်းခဏမေးကြတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီတက်ကပတ်စံအော်တိုချေနေတယ်ပေါ့ခင်ဗျာကိုမချီရဝင်နေသူ့ဘာသူချေနေတယ်ဘယ်လိုပိတ်ရမလဲပေါ့ခင်ဗျာကျွန်တော်စီကိုလည်းခဏမေးပါတယ်ခင်ဗျာဒီနေ့ကျွန်တော်အလားလေးကိုပေါ့ခင်ဗျာကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့ပေါ့ခင်ဗျာလိုအပ်တာတော့ဒီ software လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ desk software လေးပေါ့ခင်ဗျာဒီ software လေးကိုကျွန်တော်တို့Android သမားတွေကတော့ဒီ Play Store ကနေပြီးတော့တွားပြီးတော့ download ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့ iOS သမားတွေဆိုရင်တော့ Apple Store ကနေပြီးတော့တွားပြီးတော့ download ရပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ဒီ software လေးကို download မှာဖြစ်ပါတယ်ကျွန်တော်ကတော့ down ပြီးသားဆိုတော့မ download ဘူးပေါ့ခင်ဗျာကျွန်တော်ဒီ software လေးတွေကိုကျွန်တော်တန်းပြီးတော့ဝင်လိုက်ပါမယ်ခင်ဗျာsoftware လေးတော့ဝင်တဲ့အချိန်မှာလည်းပေါ့ခင်ဗျာကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ login ဝင်ဖို့တော့လိုတာပေါ့ခင်ဗျာကျွန်တော်ကတော့ login ဝင်ပြီးသားဆိုတော့ auto တန်းပြီးတော့ဝင်သွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကပို့ပြီးတော့အားလုံးအတွက်ပို့ပြီးတော့အဆင်ပြေအောင်ပေါ့ခင်ဗျာကျွန်တော် language ကိုပေါ့ခင်ဗျာမြန်မာလိုလေးတစ်ချက်ချိန်လိုက်ပါမယ်ခင်ဗျာကျွန်တော် language ကိုမြန်မာလိုလေးတစ်ချက်ချိန်လိုက်မယ်ပေါ့ခင်ဗျာsoftware လေးတော့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ home software လေးတော့ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီ home ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ home နေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီမှာကျွန်တော်တို့ဒီမှာတစ်ချက်ဒီမှာ swap တင်ပြီးတော့ကျွန်တော်ဒီနေရာလေးကိုတစ်ချက်ရှာလိုက်ပါခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကြိုင်တီဝန်ဆောင်မှုပေါ့ခင်ဗျာဒီမှာအသေးပုံလေးနေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာကြိုင်ဒီဝန်ဆောင်မှုအသေးပုံလေးနေရာကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာဒီနေရာပေါ့ခင်ဗျာကျွန်တော်ကြိုင်ဒီအလိုလျောက်ပေါ့ခင်ဗျာဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာကြိုင်ဒီအလိုလျောက်ဖုံးငွေချေချင်းပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာဒီနေရာလေးမှာကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာမှာယူမှုကိုကျွန်တော်တို့ကစီးရင်သွင်းထားလို့ပေါ့ခင်ဗျာဒီအင်္ဂလိပ်လိုဆိုရင်တော့ subscribe လုပ်ထားလို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာကြိုင်ဒီအလိုလျောက်ဖုံးငွေချေချင်းနေရာကိုကျွန်တော်တို့ကနှိပ်မိထားလို့ဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကိုကျွန်တော်တို့ကပြန်နှိပ်လိုက်မှာပေါ့ခင်ဗျာဒီမှာအတီးပြုမိဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာကျွန်တော်တို့ဒီမှာအတီးပြုပါဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်ဒီလိုလေးဖြစ်သွားရင်တော့ရပြီပေါ့ခင်ဗျာအဓိကကျွန်တော်တို့ auto အလိုလျောက်ဖုံးငွေချေချင်းနေရကိုကျွန်တော်တို့ကsubscribe လုပ်လာလို့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာစင်ပြန်နှိပ်ကြည့်လိုက်မယ်ကျွန်တော်ကြံဒီအလိုလျောက်ဖုံးငွေချေချင်းနေရကိုကျွန်တော်တို့ကဒီမှာစင်ကျွန်တော်တို့ကဒီမှာစင်ရင်သွင်းမှာဆိုတဲ့နေရာကိုပေါ့ခင်ဗျာဒီနေရာလေးကိုပေါ့ခင်ဗျာကျွန်တော်တို့ကနှိပ်မိထားလို့ဖြစ်ပါတယ်ခင်ဗျာကိုမနှိပ်ရင်လည်းပေါ့ခင်ဗျာ auto ဝယ်ကလေးကပါပြီးသားတချို့စင်ကြကဆို auto ဝယ်ကလေးကပါပြီးသားဖြစ်နေလို့ဖြစ်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ပေါ့ခင်ဗျာကိုယ့်ရဲ့စင်ကက်ကအော်တိုပေါ့ခင်ဗျာဖုံးငွေချေးခြင်းဖုံးငွေချေးခြင်းနေတယ်ပေါ့ခင်ဗျာဘယ်လိုပိတ်ရမလဲဆိုတဲ့သူတွေအတွက်ပေါ့ခင်ဗျာကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ